ကားသမီးတို့ပညာရှာဖွေရာအပေါ်ရန်အောင်မြင်ဖို့ထက်ပညာစေရအောင်သင်ယူပါအမေပြောခဲ့တဲ့စကားအခွင့်အရေးကိုတောင်းဆိုယူတဲ့သမီးတို့မှာရှိတဲ့တာဝန်တွေကိုကြည်ပြအောင်ဆောင်ရွက်ပါသမီးတို့နဲ့ပန်းတိုင်းရှိရုံချမှုပြင်းနေလို့ဆောင်ပါသမီးတို့အတွက်အမေမချင်တာလေမိမိကိုယ်ကိုစင်မြဲထိန်းချောင်းနိုင်ပါစေသမီးတို့မှထားပါစိတ်ကရှိမှသာအောင်မြင်မှုစိတ်ရရှိတည်တတ်ခိုင်မြဲမှာသမီးတို့အတွက်အမေမချင်တာလေဘဝရဲ့အောင်မြင်မှုရရှိစေရဘယ်လိုစိန်ခေါ်မှုမျိုးတွေကြုံရစေစိတ်မပြတ်ဖဲရှေ့ဆက်ဖို့အမေမပြစေသမီးတို့နာခဲ့တိဆောက်ရာကိုကြိုးစီးပွားတဲ့ပဝန်းကျင်တဲ့လူမျိုးတွေအတွက်ပါမေပြောခဲ့တဲ့စကားအများကျိုးကိုရှေ့ရှုကာအတ္တကိုဖယ်ရှားအများကျိုးအတွက်ပါရှေ့ဆက်လို့ပန်းတိုင်းရှိရင်ယုံကြည်မှုပြည့်နေလှုပ်ဆောင်ပါသမီးတို့အတွက်အမေမချင်တာလေမိမိကိုယ်ကိုစင်မြဲထိန်းချောင်းနိုင်ပါစေသမီးတို့မှထားပါစိတ်ကရှိမှသာအောင်မြင်မှုစိတ်ရရှိတည်တတ်ခိုင်မြဲမှာသမီးတို့အတွက်အမေမချင်တာလေဘဝရဲ့အောင်မြင်မှုရရှိစေရန်ဘယ်လိုစိန်ခေါ်မှုမျိုးတွေကြုံရစေစိတ်မပြတ်ဖဲရှေ့ဆက်ဖို့